တိုးရွှေတိုင်းအင်ချန်မြေနဲ့ investor များမင်္ဂလာပါကျွန်မကတော့တိုးရွှေတိုင်းအင်ချန်မြေမှာမန်းနှင်းဝါဝေပါဝါတို့တိုးရွှေတိုင်းအင်ချန်မြေမှာအင်ချန်မြေရင်းနှီးမြှုပ်နှံသူများဘာကြောင့်ရေရှည်လက်တွဲကြတာလဲလူကြီးမင်းတို့မြေဝဲမကြဆိုတဲ့စကားလုံးလေးကြားဘူးမှာပါအဲ့ဒါတော့မှန်ပါတယ်တေးသေးချာချာကျွမ်းကျွမ်းကျင်ကျင်ရွေးချယ်ဝယ်ယူမယ်ဆိုရင်ပေါ့ဘာကြောင့်မြေရင်းနှီးမြှုပ်နှံကြတာလဲလို့မေးရင်သိကြပါတယ်မျက်ချင်လို့ပါဝါတို့ကရင်းနှီးမြှုပ်နှံသူတွေအတွက်ရင်းနှီးမြှုပ်နှံမှုကိုရေတိုးရေရှည်အလိုက်သေချာတဲ့အမြတ်တစ်ခုကိုပေးနိုင်တဲ့အပြင်ပိုင်ဆိုင်မှုစာရွက်စာတမ်းဆိုင်ရာကိုလည်းအထူးအာမခံပေးပါတယ်လုံးဝမပြတ်ဘူးဆိုတာမရှိသလိုလုံးဝမရှုံးဘူးဆိုတာကိုလည်း100%အာမခံပါတယ်ဝါတို့ရဲ့ယင်းနှိမ့်မြုပ်နှံသူတွေအနေနဲ့လုပ်ငန်းအကြောင်းနားမလဲလို့ရောင်းမဝယ်မကိုလည်းပူစရာမလိုပါဘူးဝါသေးချာလေးလာထားတဲ့မြေမျိုးစားမျိုးစုံတွေကအခွင့်အရေးအများဆုံးမြေကိုဝါကိုယ်တိုင်ရှယ်ယာအကျိုးတူပါဝင်ပြီးသေချာတာဝန်ခံဝယ်ပေးတာကြောင့်စိုးရိမ်ပူပန်စရာမလိုတဲ့စိတ်လုံခြုံမှုကိုပေးပါတယ်တခြားသောတိကျသေးကြတဲ့အချက်လက်များကိုမိတ်ဆွေတို့အနေနဲ့သိကျင်နေဆိုရင်ဝါတို့တိုးရွှေတိုက်ကိုဆက်သွယ်လို့ရပါတယ်ဝါတို့နဲ့အနာဂတ်တန်ဖိုးကိုအတူတည်ဆောက်ခြင်းနဲ့မိတ်ဆွေများကိုလည်းရွေးထွေးစွာဖိတ်ခေါ်ပါတယ်မြေတစင်းအနာဂတ်တစ်ခုယနေ့မှစတိုးရွှေတိုက်နဲ့အတူအနာဂတ်ကိုတည်ဆောက်ကြပါစို့